ကဲဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့နားထောင်ယုံနဲ့တင်ကြောချမ်းသွားစေမဲ့ကြက်ရွာဇလန်းတစ်ပုဒ်ပါရှေးလူကြီးတွေတကယ်ကြုံခဲ့ရတယ်လို့အမြဲပြောလို့ရှိတဲ့ဆိုင်းဆရာနဲ့ကြက်ရွာအလူဆိုတဲ့နာမည်ကြီးဖြစ်ရဆန်းပေါ့ညနေတန်းခေါင်ရဲ့ချင်းကြီးမှာယုတ်တရက်ဖြိုးဖြေရတဲ့ပွဲတစ်ခုကနေမထင်မှတ်ပဲတမလွန်ကမာကဖိတ်ခေါ်ချက်ကြီးဖြစ်သွားတဲ့အခါတကယ်ပဲဘာတွေစပ်ဖြစ်မလဲဆိုတာကိုအခုပဲစပြီးပြောပြပေးပါမယ်စဉ်းစားကြည့်ပါနော်ဝင်ငွေကောင်းတဲ့ရာတန်းခေါင်ရဲ့အလူတစ်ခုကတကယ်တမ်းကျတော့လူလောကကမဟုတ်ပဲမမြင်ရတဲ့လောကရဲ့ fake ခေါ်ချက်ကြီးဖြစ်နေမယ်ဆိုရင်ကိုဒါကမြန်မာပြည်အထက်ပိုင်းကနေဆင်းသက်လာတဲ့ဒီယူရပုံပြင်ရဲ့အဓိကတော့ချက်ပါပဲဒီဇက်လန်ကတာမန်တရက်ချောက်တဲ့ပုံပြင်မျိုးမဟုတ်ဘူးလေအစပိုင်းမှာတော့အရာအလုံးကပုံမှန်လို့ဟုတ်လာပြီထင်ရပါမယ်တဖြည်းဖြည်းချင်းအမှန်တရားကိုရိပ်မိလာတဲ့အချိန်မှာခန်းစားရမယ့်အဲ့ကြောက်ရွံ့မှုကိုအသက်ဝင်ဆုံးဖော်ပြထားတာပါအပိုင်းတဲ့ညနေတန်းခေါင်ကအဲ့တယ်များမို့ဇလန်းရဲ့အစာကတော့လွန်ခဲ့တဲ့အနှစ်90ကျော်လောက်ကမြန်မာပြည်အထက်ပိုင်းကရွာတရွာမှာအလုံးကိုနာမည်ကြီးတဲ့ရိုးရဆိုင်းစရာကြီးတူရှိခဲ့ပူတယ်အဖြစ်အပျက်ဒီကတော်တော်လေးကိုမြန်ပါတယ်တညမှာပေါ့ဆိုင်းစရာကြီးအိမ်မှာအေးစစ်စစ်အိပ်ပျော်နေတော့ညာတန်းကောင်တနိုင်ဝင်းကျင်လောက်မှာဆရာကြီးဆိုတဲ့ခေါ်တန်းကြလို့ရုတ်တရက်လန်နိုးလာတယ်အိမ်တကလည်းဖွင့်ကြည့်လိုက်ရောအပြင်မှာလူကြီးလူကောင်းပုံစံနဲ့အဝတ်စားတန်ပြဝတ်ထားတဲ့လူစိမ်းနှစ်ယောက်ကိုတွားတွေ့သူတို့ကပိတ်ဆန်ငွေစက်ကူအသစ်ဆက်တွေကိုဆိုင်ငွေဆိုပြီးချက်ချင်းထုတ်ပေးတယ်အိမ်တော်မှာတော့အချင်းတော်တိမဆိုင်လိုက်ရဟိုညာတွင်ချင်းပဲနွားလေးတွေနဲ့မောင်မြင်းနေတဲ့ဒေါ်လာတိုင်းတနိုင်လောက်ခီထုတ်ခဲ့ကြတယ်အဲ့ဒီလူစိမ်းတွေကဘာပြောလဲဆိုတော့ကျွန်တော်တို့နီနာရွာကပါဆရာကြီးရဲ့အလူဖွဲတစ်ခုအရေးပေါ်လုတ်ဖို့ရှိလာလို့ဆိုင်းဖွဲကိုလာငားတာပါအခုချက်ချင်းလိုက်ခဲ့ပေးပါအခချင်းငွေကိုလည်းထိုက်တန်ပေးပါမယ်တဲ့ဆိုတော့စကားပြောတာကအလွန်ယဉ်ကျေးတယ်ဒါပေမဲ့အရေးပေါ်ဆိုပြီးအရေးတကြီးခေါ်နေတာပေါ့ဆိုင်းဆရာကြီးအနေနဲ့လည်းတွေးချီလိငွေချေးကလည်းအများကြီးပေးတယ်လာခေါ်တဲ့သူတွေကလည်းရိုးရိုးသားသားပုံစံဆိုတော့လုံးဝတန်တရားမဝင်တော့ပဲဆိုင်းဖွဲသွားကြီးကိုချက်ချင်းနိုးပြီးလိုက်သွားခဲ့တာပေါ့လူတဘာဝရာယုံကြည်တော့ဘယ်လောက်တောင်တေချာစီစဉ်ထားလဲဆိုတော့တကယ်ပဲအံ့တော်စရာပါခဲအပိုင်းနဲ့ကိုရောက်လာပြီစီကားလုံးနဲ့ရွာကြီးပေါ့တောထဲကိုတနာလီတော့မောင်းလာပြီးအနောက်မှာတော့လုံးဝကိုမထင်မထားတဲ့မြင်ကွင်းကြီးကိုသူတို့တွားတွေ့လိုက်ရတယ်ခုနဖြတ်လာတဲ့မောင်မြင်းနေတဲ့တော်လိုင်းနဲ့လုံးဝဆန့်ကျင်ဘက်ပဲမီးရောင်စုံနေထိန်လင်းမီလူတွေအလွန်စီကားနေတဲ့ရွာကြီးတီဝါတဲကိုရောက်သွားပါလေတော့အလူရင်ရောက်တာနဲ့လူတရက်ကပါဆိုင်းဖွဲကိုဖျားတွေခင်းမန်တက်ကြီးစောက်ပြီးတေးချအဲ့ခံပါတယ်နို့စီတွေမုံတွေကွမ်းဆေးလက်တွေနဲ့ပေါ့တေယိုတသေးကိုတိုက်ချွေးတာပါဆိုင်းဆရာကြီးနဲ့ဖွဲ့သားတွေလည်းအားရပါရအစားတော့ပြီးဆိုင်းစတီးကြတာပေါ့လေဒီလိုနှွေးထွေးတဲ့အဲ့ခံမူကြီးကဆိုင်းဖွဲ့သားတွေကိုလုံးဝစိတ်ချသွားစေခဲ့တယ်သူတို့ရောက်နေတဲ့နေရာကအသားမှန်လူဖွဲ့တစ်ခုပဲလို့အပြည့်အဝယုံကြည်သွားစေတာပေါ့အပိုင်း3ထူးဆန်းတဲ့အချက်များဒါပေမဲ့လေအရာအလုံးကသူတို့ထင်ထားသလိုမဟုတ်ခဲ့ပါဘူးဆိုင်းတီးရဲ့နဲ့အချင်းလင်းနန်းနန်းကြာလာတဲ့အမြဆိုင်းဆရာကြီးကပတ်ဝန်းကျင်အချင်းတွေတခုခုတော့လွဲချော်နေပြီဆိုတာကိုတဖြည်းဖြည်းတတိထားမိလာပါတော့တယ်ပျော်ရွှင်စရာအလူပွဲကြီးနဲ့ကြောချမ်းစရာဖြစ်ကိုကူးပြောင်းလာတဲ့အချင်းလိုပဲဆိုရမှာပေါ့ပွဲခင်းထဲမှာတကယ်ကို6ချားဝယ်ရအချက်3ချက်ရှိနေပါတယ်ပထမအချက်ကလည်းအတန်ပလန်လုံးဝမရှိတာပါပဲရွာသားတွေကဘာစတဲ့လွတ်ပြီးစကားပြောနေကြတာမြင်ရပေမဲ့ပွဲခင်းထဲမှာအဲ့လောက်လူတွေအများကြီးရှိနေပေမဲ့ဝါဝါဆိုတဲ့ဆူညာနာမျိုးလုံးဝကိုမကြားရပဲတိတ်ဆိတ်လွတ်နေတာပါဒုတိယအချက်ကအေးဆက်နေတဲ့လေထူမိတွေထုံးထားတယ်လူတွေဒီလောက်တိုးဝှင်းနေတယ်ဒါပေမဲ့ပွဲခင်းထဲမှာအလုံးအေးဆက်တဲ့လေထူကြီးကဖုံးလန်းနေတယ်နောက်ဆုံးတတိယအချက်ကတော့ရှေ့တမ်းမရှိတာပါပဲလူတွေဟိုဒီရှောက်သွားနေကြပေမဲ့ခြေတံလုံးဝကိုမကြားရပါဘူးဒီအချက်တွေကဆိုင်းဆရာကြီးရဲ့ရင်ထဲမှာအကြောက်တရားကိုတဖြည်းဖြည်းကြီးထွားလာစေကြတာပေါ့ဒီချိန်မှာဆိုင်းဆရာကြီးကစိတ်ထဲမှာလုံးဝမားနေပြီလို့ရိပ်မိနေပါပြီဒါပေမဲ့ကိုရောက်နေတဲ့နေရာကတာမန်နေရာမဟုတ်ဘူးဆိုတာသိနေရောကြောက်စိတ်ကိုအတက်နိုင်ဆုံးကြိတ်မိတ်ထိန်ဒီပွဲပြီးအောင်ပဲဆက်တီးနေလိုက်ပါရဲ့နောက်ဆုံးမနေ့လင်းခါနီးချက်ဦးတွန်တန်းကြားရတဲ့အချိန်မှာအလူဒါရကာကချန်တဲ့ဆိုင်းကငွေဒီကိုကမ်းပြီးဆရာကြီးအပင်မန်းသွားပြီးခဏလောက်မေးလိုက်ကြပါအောင်လို့ပြောပါတယ်ညတညလုံးအကြောက်တရားနဲ့ရောအလုတ်တန်းကြောင့်မှအယံပင်မန်းနေတဲ့ဆိုင်းခွာသားတွေဟာအဲ့ဒီမန်တက်ထဲမှာတင်အိပ်ပျော်သွားကြပါတော့တယ်အပိုင်းလေးအနေနဲ့တုံလုဖော်ရနနခင်ကဲအခြေအနေတွေကရုတ်တရက်ကြီးအကြီးကျယ်ပြောင်းလဲသွားပါပြီညကအိုက်မက်လို့တကယ်အဖြစ်ပြက်လို့ဖြတ်တန်းခဲ့ရပြီးတဲ့နောက်မနဲ့လင်းလို့နေမဲပွင့်လာတဲ့အခါမှာသူတို့ရင်ဆိုင်လိုက်ရတဲ့လက်တွေ့ဘဝကလိုဝကိုမယုံနိုင်စရာကြီးဖြစ်နေပါတော့တယ်ဟေးလူတွေဘာလို့ဒီနေရာကြီးမှာလာအိတ်နေကြတာလဲဆိုတဲ့အလွန်ချေလောင်တဲ့အော်တန်းကြောင့်ဆိုင်းဆရာကြီးလန့်နိုးလာတဲ့အချိန်မှာနေတောင်အတော်လေးညင့်နေပါပြီဒါကရွာကနွားချောင်းသားတွေတွေ့လို့လာနိုးလိုက်တဲ့အတန်းပါ
ဒီအော်ဒန်ကညကမြင်ခဲ့တဲ့အလူပွဲဤဆိုတဲ့ပုံမျိုးရောင်ကနေလက်တွေ့ဘဝကိုရုတ်တရက်ဆွဲခေါ်လိုက်တဲ့အတန်းလေးဖြစ်ပါတယ်အဲ့တော့မျက်လုံးလေးဖွင့်ကြည့်လိုက်ရော ဆိုင်းရွယ်သားအလုံးမလုံးဖွင့်ကြည့်လိုက်တဲ့အချိန်မှာခြေဖျားလက်ဖျားတွေအေးဆက်ပြီးကြက်သီးတွေပါထားသွားကြပါတယ်ညကသူတို့မြင်ခဲ့တဲ့စီကာလာတဲ့ရွာကြီးမီးရောင်စုံတယ်အလူမန်တဲ့ဘာတစ်ခုမှမရှိတော့ပါဘူးအဲ့ဒီစားတောကိုစက်ကလူသူစိတ်ညံပြီးခြုံရွယ်တဲ့ထူထပ်နေတဲ့တူတန်ဟောင်းတင်ချိုင်းဟောင်းကြီးတစ်ခုတည်းကိုရောက်နေတာပါပို့ဆိုတာကသူတို့ရဲ့စိုင်းသူတွေရတဲ့ကိုမြေပြင်ပေါ်မှာတော့မဟုတ်ဘူးအုတ်ကူတဲကြီးတွေပေါ်မှာတင်ထားလက်သားတွားတွေ့လိုက်ရတာပါပဲညကပျော်ပွဲရှင်ပွဲကြီးနဲ့မနက်ခင်းရဲ့တစ်စိတ်6ကပ်မှုကအလွန်ကိုကွာခြားလွန်လာပါတယ်ညကအလူပွားနဲ့မနက်ခင်းရဲ့လက်တွေ့ပေါ်အနိုင်ရှင်ချက်ကပိုးပြီးတော့ကြောချမ်းစရာကောင်းပါလေတဲ့ညကသူတို့ဘာတွေစတော့ခဲတယ်လဲဘာတွေရခဲ့တယ်လဲမနက်မူးလေးတဲ့အခါမှာအားရတွေကတကယ်တမ်းဘာတွေဖြစ်နေလဲဆိုတာပေါ့ဒါကမဲလက်ပြလိုက်တယ်လို့ပါပဲလုံးဝကိုကြောက်စရာကောင်းတဲ့အလေးပြောင်းညကစားခဲ့တဲ့အရာသာရှိတဲ့အစားအစာတွေနဲ့အသက်ဆက်ဆက်ဝင်းစကူတွေဟာနေအောင်မှအမှန်တရားပေါ်လာပါတော့တယ်စဉ်းစားတာကြည့်ကြပါတော့ညကသူတို့အာရတရှိရှိတောက်ခဲ့တဲ့နိုးစီခွက်တွေကတကယ်တမ်းကျတော့မစင်ဆိုလိုတာကနွားချီအချောက်တွေချင်းနေပါတယ်ညကစားခဲ့တဲ့မုံတွေကညောင်ရွက်ချောက်တွေချင်းနေတယ်အလန့်တကြတဲ့ညကရားခဲ့တဲ့ဆိုင်းခံငွေထုတ်ကိုနှိုက်ကြည့်လိုက်တဲ့အခါမှာတော့စကူပိုက်ဆန်နေမခုံတော့ပဲတစ်ရွက်ချောက်တွေနဲ့လေးပလာကြောက်ခဲတွေသာဖြစ်နေပါတော့တယ်ဒါတွေကိုမြင်လိုက်ရတဲ့ချိန်မှာတော့ဆိုင်းဆရာကြီးတို့အဖွဲ့လဲအဝတ်အစားတွေပေးရပွဲနဲ့ဆိုင်းဒူရီယာတွေကိုကမန်းကတက်အများသိမ်းပြီးရွာကိုတုတ်ချေတင်ပေးခဲ့ကြရပါတော့တယ်ဒီကနေ့မြားဝဲမှုရဲ့ညီကုန်းချုပ်အနေနဲ့ဒီမိခွန်းလေးကိုစဉ်းစားစရာအဖြစ်ချန်ရစ်ခဲ့ခြင်းပါတယ်။ဘာကြောင့်ဒီလိုကြက်ရွာလို့ခေါ်တဲ့မမြင်ရတဲ့လောကကရွာတွေအကြောင်းပုံမြင်တွေကမြမယဉ်ကျေးမှုတမိုင်းတစ်ကြောင်မှယနေ့တိုင်ဆက်လက်ရှင်းသနေရတာလေ။ဒါဟာနှုတ်ရကြပင်ပြောဆိုမှုတွေရဲ့စွမ်းအားကိုပြသနေုံသာမကပဲကျေးလက်ဒေတာရဲ့အထီးကျန်ဆန်မှုမောင်မြဲတဲ့တောတောင်ကြီးနဲ့မမြင်ရတဲ့လောကအပေါ်ထားရှိတဲ့နှဆိုင်တဲ့စိုးရင်ကြောက်ရွံ့မှုတွေကိုပါထင်ဟပ်နေတာဖြစ်ပါတယ်။နောက်တစ်ခါညင်းနဲ့တန်းခေါင်ချင်းမှာအပြင်ကနေတကားလာခောက်တန်းကြရင်ဒါဟာတကယ်လို့သားဧည့်တင်လာတာမဟုတ်တခြားကဘာကဖိတ်ခေါ်ချက်လားဆိုတာဘသူကများရဲချီအမခံနိုင်ပါလဲ။တေချာတာကတော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာမမြင်ရတဲ့အရာတွေအများကြီးရှိနေသေးတယ်ဆိုတာကိုဒီလိုဖြစ်ရက်တွေကအများရန်သတိပေးနေမှာပဲဖြစ်ပါတယ်။